လာပြင်းညမှာပေါ်လာတဲ့တွေးဆက်ဝင်ပလေတနေ့မှာစိတ်တော်သားကောင်လေးလီယိုကသူ့ရဲ့အကိုဆမ်နဲ့အတူပန်းသီးတွေအပြည့်နဲ့ရထားလဲကိုမောင်းပြီးအိမ်ပြန်မှုအလှင်လိုနေတယ်လမ်းမှာလီယိုကချစ်နေရတဲ့ရွာသူလေးလီလီကိုတွေ့ပြီးလာပြည့်ဝန်းကိုမောကြည့်လိုက်ချိန်မှာသူ့ခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့ခံစားမှုတစ်ခုစတင်လာခဲ့တယ်ညစာစားချိန်ရောက်တော့လီယိုကအယိုးတွေပူလောင်နေတယ်လို့ပြောပြီးအငန်းမြင့်စားတော့ခဲ့တယ်ပရင်ပေါက်ကလာရအောင်သူ့လက်ကိုထိလိုက်ချိန်မှာသူ့မျက်လုံးတွေဟာလိမ်မွေအောင်တောက်ပလာခဲ့တယ်လီယိုရဲ့အမေမိနဲ့ပထွေးဂျွန်တို့ကိုလီယိုရဲ့အသွင်ပြောင်းလဲမှုစတင်နေပြီဆိုတာသိလိုက်ရတယ်။မေရီဟာလီယိုကိုခုညမှာပဲအိမ်ကနေထွက်ခွာရမယ်လို့ပြောပြီးသူတို့လိုမျိုးမဟုတ်တော့ဘူးလို့ဖွင့်ပြောလိုက်တယ်။ဝတ်ထီရိုင်းတကောင်အိမ်ထဲဝင်လာပြီးလီယိုကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့မေရီကဓမြောင်နဲ့ခုခံကာကွယ်ပေးခဲ့တယ်။မေရီဟာဝတ်ထီရိုင်းရဲ့ခြေသေးနဲ့ရရဆက်ဆက်အသက်ခံလိုက်ရတယ်။အဲ့ဒီချိန်မှာလီယိုဟာလက်ပြဝင်းကိုစိုက်ကြည့်ရင်ဝင်းပလေးတစ်ပိုင်းအဖြစ်ပြောင်းလဲသွားပြီးဝတ်ထီရိုင်းကိုတိုက်ခိုက်ခဲ့တယ်။မသေးခင်မေရီကလီယိုကိုဘရက်ကန်ဟုံးရွာကိုသွားပြီးဒိုင်ရောဘတ်ကိုရှာဖို့မှာကြားခဲ့ပါတယ်။ဂျွန်နဲ့ဆမ်တို့ရောက်လာချိန်မှာလီယိုကဝင်းပလေးတစ်ပိုင်းပုံစံဖြစ်နေတာကိုတွေ့ပြီးသူ့အမေကိုလီယိုကပဲတတ်တယ်လို့ကောက်ချက်ချကတိုက်ခိုက်ခဲ့တယ်။လီယိုဟာလှိဝက်စွမ်းအားနဲ့၆ခန်းမအနီခုံချကတောရဲကိုထွက်ပြေးခဲ့တယ်။တောနက်ထဲမှာလီယိုကလော့ဂျိမ်းရဲ့သူ့ရဲ့တပည့်မ Grace တို့ကိုပုံအောင်နေပြီးကြည့်နေခဲ့တယ်။ Grace ဟာ Brackham Home မျိုးကိုပြန်နိုင်ပေမဲ့မြေပုံတစ်ခုကိုပိုင်ဆိုင်ထားပြီးလီယိုဟာမြေပုံကိုခိုးယူဖို့ကြိုးစားခဲ့တယ်။မကြာခင်မှာပဲ Lord James ကမြားတိုင်ရနဲ့ရောက်လာပြီးဝိုင်းနာမန်တွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်။လီယိုဟာသူ့ရဲ့မျက်လုံးများတောက်ပလာတဲ့စွမ်းအားနဲ့ဝိုင်းနာမန်တအုပ်ကိုတက်ပြစ်လိုက်တယ်။ Grace ကအစိတ်ဖြေဖို့ရှားပါအဝါရောင်ပန်းကိုရှာနေတော့လီယိုကအေယာမပင်းကူကြီးရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးဝါလော့အဖြစ်ပြောင်းလဲကပင်းကူကိုတက်ပြစ်တာကို Grace မြင်လိုက်တယ်။ Grace ကသူ့ကိုယ်တိုင်လည်းဝဝဝန်သခင်မတအုပ်ဖြစ်ကြောင်းဖွင့်ပြောခဲ့ပြီးလီယိုဟာလိုင်းယွန်းတွေကိုပုံကံမှုအတွက်အရေးပါတဲ့ဝါလော့တအုပ်ဖြစ်နေတယ်လို့ယုံကြည်ခဲ့တယ်။ဘရင်ဗစ်တာဟာဝင်းပလီမင်းစီကပလင်ကိုခိုးယူပြီးဝင်းပလီမျိုးကိုတုတ်တင်ခဲ့တဲ့အာနာရှင်ဖြစ်ကြောင်းလည်းရှင်းပြခဲ့တယ်။ဝိုင်းနာမန်များရဲ့တိုက်ခိုက်မှုကြားကနေလီယိုတို့ဘရက်ကန်ဟုံးရွာကိုရောက်လာခဲ့ပြီးအေယာမဝဝန်ကြီးအဖြစ်အသွင်ပြောင်းလဲပြီးကုညီခဲ့သူဟာတကယ်တမ်းမှာတော့ Dyke Robert ဖြစ်နေခဲ့တယ်။ Grace ကသူ့အဖေ Dyke Robert ကိုလီယိုဟာဝါလော့တအုပ်ဖြစ်ကြောင်းပြောခဲ့ပေမဲ့ Dyke Robert ဟာမင်းသား Alice ဦးဆောင်တဲ့လိုင်းယွန်းတွေကြောင့်ပြဿနာမလို့ခြင်းဘူးဆိုပြီးလီယိုကိုထွက်သွားဖို့မိတ်ပေးခဲ့တယ်။အဆောင်တွေနဲ့ရုံးရင်ဆန်ကဖြစ်နေတော့လီယိုဟာဝင်းပလီအဖြစ်ပြောင်းလဲပြီးအဆောင်တွေကိုဖြိုချလိုက်တဲ့အခါ Dyke Robert ကသူ့ကိုဖမ်းဆီးပြီးအချုပ်ခန်းထဲထည့်လိုက်တော့တယ်။လီယိုဟာအချုပ်ခန်းကနေထွက်ပြေးဖို့ကြိုးစားပေမဲ့ပြန်အဖမ်းခံရပြီးချုပ်ခန်းထဲပြန်ရောက်ခဲ့တယ်။လီယိုဟာဝင်းပလီဘရင်ဝါရာရဲ့သားတော်ဖြစ်ပြီးဘရင်ဗစ်တာတွေချင်းချောက်မှုကြီးဖြစ်နေခဲ့တယ်။ဘရင်ဗစ်တာအတွက်ချင်းချောက်မှုကြီးဖြစ်နေခဲ့တယ်။မင်းသား Alice နဲ့ Lord Mark တို့ဟာလီယိုကိုတတ်ဖို့ကြိုးစားခဲ့ကြပေမဲ့ Grace သူ့အကို Mike နဲ့ဝမ်ခွဲညီကိုဘင်းတို့ရဲ့အကူအညီနဲ့လီယိုလွတ်မြောက်ခဲ့တယ်။နောက်ဆုံးမှာတော့ Dyke Robert ဟာလီယိုကိုလိုင်းယွန်းတွေနဲ့ဝေးရကိုထွက်ပြေးဖို့ခွင့်ပြုခဲ့တယ်။ဒါပေမဲ့မင်းသား Alice ကအဆောင်တွေနဲ့ရောက်လာပြီးသူတို့အားလုံးကိုတိုက်ခိုက်ဖို့ကြိုးစားရတဲ့ပဲဇလန်းတွဲပြီးဆုံးသွားခဲ့ပါတယ်။ဇလန်းလေးကတော့ဒါပါပဲရှင်။ကျေးဇူးများတင်ပါတယ်။